Good morning everyone ဒီနေ့ကတော့ family trip vlog လေးဖြစ်ပါတယ်ကျွန်တော်တို့သွားချင်တာကတော့ Kuala Lumpur ပေါ့နော် Kuala Lumpur မရောက်ခင်မှာအရင်ဆုံးမာလကာရေလက်ချားဆိုတာကျွန်တော်မိုင်းမှာတင်ခဲ့ပါတယ်တရုတ်လိုကြတော့မလုပ်ကြပါဘူးအဲ့ဒီကိုမရောက်ခင်ကိုအပူမူရာဆိုတဲ့မြို့လေးကိုဝင်လာဖြစ်ပါတယ်ဒါကျွန်တော်လည်းပထမဆုံးသွားဖို့လို့ဆိုတော့ဒီရမှာဒီကောင်ကအောက်သွားတာပေါ့စီကားလဲဆိုတော့ကျွန်တော်မသိကြဘူးကျွန်တော်မသိကြဘူးရှောက်သွားတာပေါ့နောက်တော့ဒီဆိုင်စားတော့ဆိုင်သွားရှာတာဒါပေမဲ့အဲ့မှာပြီးတော့စားလို့ထားတဲ့ဆိုင်တွေအဲ့ဒီကနေခလာအဲ့ဒီကနေဆိုင်လေးတွေခလာတော့ဒါလေးတွေကတော့10 minute resident ဖြစ်ပါတယ်အဲ့ resident လေးကဈေးလဲတော်တော်တက်တာတယ်ထိုင်ဝမ်ဒေါ်လာဆိုလို့ရှိရင်100ထိုင်ဝမ်ဒေါ်လာဆို1000မကြောက်800ကျော်900လောက်ပဲကြာတယ်ပေါ့နော်ဒီမလေးရှားရင်းဂစ်ဆိုလို့ရှိရင်100လောက်ပဲရှိတယ်နော်အရင်လည်းဒီသားစု၄ယောက်ကတော့ ACC ဒီမှာသူက building တစ်ခုကြားတဲ့ကိုသူကရေကူးကန်ချထားတာပေါ့နော်ဒါကတော့ kitchen ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စားမေ့သွားပြီဒါတော့အပြင်ဒီဟိုတယ်ရဲ့အပြင် view လေးပေါ့နော်ဒါကတော့အိမ်ထဲပေါ့နော်ဒါအိမ်ကန်ဈေးလဲတက်တာတယ်တန်လဲတန်တယ်မစိုးတော်ဒါကတော့ရေချိုးကန်နဲ့ဆက်နေတဲ့ dryer တွေဖုံးလို့ရတယ်ပေါ့နော်နောက်ပြီးတော့မျိုးတွေတက်လို့ရတယ်ဒါကတော့ကျွန်တော်နေ့လည်စားတော့စားညနေစားတော့စားတယ်ဆိုင်လေးဖြစ်ပါတယ်ကန်ချင်းဆိုတဲ့ဆိုင်လေးဒီဆိုင်လေးကအထူးခြားချက်ကကျွန်တော်တို့ Google ကရှာအောင် internet ကရှာတာပေါ့နော်ဆိုင်ရဲ့စကြချက်ကတော့မလေးရှားနဲ့တရုတ်နဲ့ဆက်ပြီးတော့မွေးထားတဲ့ဒီကပြားဆိုင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မလေးရှားစစ်ကနေပြီးတော့တရုတ်စစ်နဲ့ယူထားတဲ့ဆိုင်ပေါ့နော်ဆိုတော့သူတို့ရဲ့ကြည့်လိုက်လို့ရှိရင်သူတို့ကချာလေးတွေကတော့အစားအသောက်တွေလည်းဒီမလေးရှားဘက်ကြတာလည်းမဟုတ်ဘူးတရုတ်ဘက်ကိုလုံးရောက်နေတာဟုတ်စားလို့တော့နည်းနည်းအဆင်ပြေပါထူးခြားတာလေးတွေမှကြည့်ရပါတော့ဒီစားနေကြပြုစားတော့အမှားပေါ့နော်ဒါတော့သူတို့ဆိုင်ရဲ့ decoration ကလည်းဒီမလေးရှားကတရုတ်တည်ရဲ့နည်းနည်း traditional ဘယ်လိုပြောမလဲနည်းနည်းလက်မှုအမှုပညာကလေးတွေတော်တော်တွေ့ရတယ်ပေါ့နော်ဒါကတော့အချို့ပွဲလေးတွေပါကျမတို့မှားလိုက်တယ်စားစာတွေကတော့တော်တော်ထူးခြားတယ်ဒါလေးတွေစက်ကူလို့ထင်တာလားမဟုတ်ဘူးเนาะဒါလေးကမုတ်ချုပ်လေးပါသူမုတ်ချုပ်ကိုခွက်ကလေးပုံစံလုပ်ပြီးတော့အထဲမှာမစုံပြုတ်ထားတာထည့်တယ်ပြီးတော့ဘယ်လိုပြောလဲအဲဒီကစက်တုံနဲ့ဟိုကနေပါလဲမုံငါဥချင်းတိုင်းနဲ့ပိတ်ချင်းဒီစက်လေးကြော်ထားတယ်ရုပ်ပြတယ်ဟိုကစားရတယ်စားပါတကိုက်ထဲလုပ်ထဲစားရတယ်စားကစားနေတယ်လားဒါတော့ဝတ်သားကိုအဆက်ကလေးချက်တာအဆက်လေးကြော်တော့စားတာဒါတော့ဒီနေ့ဒါတော့ထိုင်ဝမ်မှာပြောမယ်ဆိုချို့တော့ဟူကြော်တာပေါ့နော်ဒါပေမဲ့မချို့ပါဘူးသူကမနန်အောင်ကျွတ်မွားမွားလေးနဲ့နည်းနည်းချိုရရတယ်ဟိုတယ်ပြန်လာတာဖြစ်ပါတယ် restaurant ပြန်လာတာပေါ့နော်ဒါပေမဲ့ကျမတို့ကတော်တော်ခြေထောက်များပါတယ်ပြန်လာပြီးတော့45မိနစ်လောက်ကခဏလေးဝင်ပြီးတော့ရေမိုးချိုးပြီးတော့အနားယူလိုက်တာပဲဒါနောက်တစ်ခါကျတော့ night out ပြန်ထွက်ကြတော့ဗောနော်ဒီသားစုလေးတော့တော့ beach ဘက်ကိုသွားတာကလေးတွေကသူတို့ဗာလဲအဲ့ night market ကိုသွားချင်တယ်ဆိုလို့ဒါကတော့အဲ့လိုနေကြည့်ရ night market လို့ပေါ့နော်beach bay မှာဆို beach bay မှာအဲ့ထိုင်ကုန်လေးတွေကအလကားထိုင်ရတဲ့လူတွေထင်တယ်တခုံကို
ဆိုကျမတို့ပထမကအေးထိုင်ပြီးတော့ဒီဟာ show ဝဲကြည့်ရောသူတို့ဒါထိုင်ဝမ်မှာဆိုလို့ရှိရင်ဒါလမ်းပြီးမှာ show ဝဲပဲပါပြီးတော့ကိုကြိုက်တယ်ဆိုလို့ရှိရင်သူအရှိရပုံမျိုးလေးတော့ပတ်စံထည့်လိုက်ရောဒါပေမဲ့သူကဒီလိုမဟုတ်ဘူးထိုင်လုံးရောင်းစားပြီးရောသူကထိုင်လုံးကလက်မှတ်ခါပေါ့နော်သူကfire show လေးပြတာပေါ့နော်ဒါထိုင်ဝမ်မှာလည်းမရှိဘူးအဲ့ဒါကြောင့်မလို့ရိုက်ပြတာပါထိုင်ဝမ်မှာလည်းမရှိဘူးမြန်မာပြည်မှာလည်းမရှိဘူးเนาะဒီကောင်ကစပတ်တင်နဲ့အမေရိကတို့ဘာလို့မှတော့ရှိလိမ့်မယ်ဒါပေမဲ့เนาะဒီဥစ္စာလေးအနည်းကကျမတို့မသွားမကြည့်ရဲဘူးသွားလည်းမရိုက်ရဲဘာဖြစ်လို့လဲဆိုတော့သူကမီးနဲ့ကစားနေတာဖြစ်တဲ့အတွက်ကြောင့်မီးသွားတွေတအားဆင်ဒါပေမဲ့သူတို့တွေเนาะအခုထိုင်ကြည့်နေတဲ့လူတွေမကြောက်မရွံ့အရှိမတော့ထိုင်နေလို့ကြည့်နေရတော့ပြီးတော့ပြောင်းဦးတွေတော့ဖောက်တာကျမကကြောက်တယ်ကိုတခုခုအသားကိုလာစင်လာတော့အဲ့လိုမျိုးပေါ့နော်သူတို့ဆိုသူတို့ခေါင်းကိုပေါင်းထားတဲ့ဟိုဇာဘဝကြီးရှိတယ်အဲ့ဒါတွေမှာမြူးသွားတာကြာလို့ရှိရင်သွားနေပြီအဲ့မဲ့သူကတော့မသိဘူးသူတို့အဲ့ဒါအဲ့အန်ဒီရဲ့ဝယ်မသိရလားဒါမှမဟုတ်ရိုးနေရလားမဖြစ်နိုင်ဘူးထင်လို့လားကျမကတော့ဖြစ်နိုင်တယ်ထင်လို့ဒီကသွားမကြည့်ကလေးတွေလည်းပေးမကြည့်ဘူးနော်ဒီမှာအရန်ကိုလှတယ်နော်ညဘက်ဆိုဒါဗီဒီယိုရိုက်ထားလို့တိတ်မလှအောင်အပြင်မှာဆိုတော်တော်လေးလှတယ်ဒီလားဒါမီးဆက်ကြပုံစံလောက်တာပေါ့နော်ပြီးတော့အဲ့ပြနေတဲ့ကလေးလေးတွေကလည်းလေတော်တော်တက်ငယ်သေးရဲ့16 18အဲ့လိုမျိုးလေးပဲအသက်နဲ့ရင်းပြီးတော့ပေါ့နော်သူတို့လည်းတော်တော်လေးကိုမီးပွားတွေစင်ပါသေးလားဒီနန်စီမီးတွေနဲ့လေဟုံကြောင်လုပ်ပြီးတော့ဟုံတောင်လုပ်ပြီးတော့သူတို့မီးကစားတယ်မကြပြောက်ဦးတွေဖောက်တာပေါ့နော်တော်တော်လှတယ်အပြင်မှာတော်တော်လှတယ်ဒါပေမဲ့ကျွန်မတိတ်မရိုက်တတ်လို့လားမသိဘူးလှအောင်ပြီးတော့လေးစားရိုက်ထိုးတော့ပေါ့နော် slide လေးစား show ပုံစံမျိုးပေါ့နော်သူကသွားကြည့်ပြီးတော့နောက်ပြီးတော့နိုင်မှာကမှကျမတို့ကသိပြီးတော့မစားတတ်ဘူးအဲ့အစားလို့ဆိုတော့မစားခဲ့ဘူးပေါ့နော်ဒါကတော့တနည်းအဲ့ဒီကန်ဘေးလေးမှာပဲပေါ့နော်ဒီလိုမြင့်ဘေးလေးမှာပေါ့နော်ရှိတဲ့ပန်းချံလေးတစ်ခုပါကျမတို့ထိုင်ဝမ်မှာဆိုကောက်ရှုံမှာဆိုအိုက်ခေါ်ပေါ့နော်တူတယ်သူကအဲ့လိုမျိုးလေးတင်မော့အပျော်စီးတင်မော့လေးတွေရှိတယ်ဒါမာလာကာriver လို့ခေါ်တယ်နော်အဲ့နေရာမှာသွားပြီးတော့အပိုင်းဖြစ်အဲ့မှာထူးဆန်းလာတယ်ကျမတို့လေးရှားမှာမင်းတော်ပိုးရတယ်နဲ့တူတယ်လားကျမတို့အဲ့ကုန်းပေါ့နော်ဒီကုန်းရမှာနော်ဒီပန်းချံကလေး art တွေလေတော်တော်များတယ်ဒါပေမဲ့အဲ့ပန်းချံကိုတွိုင်းနေလေအဲ့သွားမှာအဲ့တနေရာမှာဒီကျမရုပ်တရက်ကြီးရေတွေကိုငုံကြည့်လိုက်တာဒီလားအဲ့ကန်ဆက်လေးမှာပေါ့နော်ဒီသူကရေဆက်လေးမှာတစ်ပင်လေးရှိတယ်အဲ့တစ်ပင်လေးမှာအဲ့မှာမွေးတွေအများကြီးပဲအိုးကြောက်စရာကြီးအဲ့နဲ့ကျမယောက်ျားမတွားတော့ကောင်းတဲ့လူမဟုတ်ဘူးဆိုပြီးတော့ကျမတို့နောက်ပြန်လှည့်လာဒါကတော့နောက်တစ်နေ့မှာကျမတို့ဒီမြို့လေးကနေပြန်ပြီးတော့ထွက်ခါနီးလေးပေါ့နော်မနက် breakfast နဲ့breakfast ကတော့စားပြီးသွားပြီ lunch သွားစားတာဖြစ်ပါတယ်ဒီဟာလေးကဒီ travel တွေ tour and travel တွေတော်တော်လာတယ်ဒါကတော့ပန်းချံပေါ့နော်ဒီလမ်းတစ်လျှောက်ပေါ့ကျမတို့ပြောရမယ်ဆိုလို့ရှိရင် Scott Zero လို့ပုံစံလေးဒါပေမဲ့ तू ကold city ပေါ့နော်ဟိုScott Zero မဟုတ်ကွာဒီလားဘယ်လိုပြောမလဲ old city ပုံစံမျိုးလေးနည်းနည်းကောင်းရှုံနဲ့ဆန်တယ် old city အရင်တော့ကဒီမှာတရုတ်တန်းပုံစံမျိုးပေါ့နော်တရုတ်တွေအိမ်တွေကြီးပဲဟိုရှေးဟောင်းအိမ်တွေပေါ့နော်အဲ့မှာအောက်မှာပြန်ပြီးတော့ဆိုင်တွေဖွင့်ကြတာပေါ့နော်ဒါလေးကတော့ကလေးတွေကသူတို့မှာပိုကီမွန်ယောဂထားပြီးတော့ပိုကီမွန်ဝယ်ကြတာပေါ့နော်ဒါကတော့ lunch သွားစားလို့သွားကြည့်လိုက်တာနော်လူတွေဘလောက်များလဲဆိုတာအရှိမထိုင်ပြီးတော့စောင့်နေတဲ့အပြင်ကိုအဲ့ဘေးတွေမှာတန်းစီပြီးတော့စောင့်နေရကျွန်တော်နေရမရအောင်နောက်ထပ်နိုင်ဝဲတနိုင်လောက်နာကြာမှရမယ်ဆိုကျွန်တော်လည်းစောင့်နိုင်တော့ဘိုက်ကလည်းစားတယ်နေရလည်းတအားပူတာအဲ့တန်းစီနေတာဘာလုပ်နေတာလဲတင်ပတ်စံရှင်းမလို့စောင့်နေတာမဟုတ်အော်ဒါတင်မလို့စောင့်နေတာเนาะသူတို့စားစာမှာမလို့လမ်းအဲ့ဒါကျွန်မအထဲကိုတစ်ချက်ဝင်ကြည့်လိုက်တော့ဗောနော်ခုံလို့မလွတ်ဆိုတော့မရအောင်လုံးဝမလွတ်ဘူးခုံတွေက
အပေါ်ထက်ကောအောက်ထက်ကောဟိုးအနောက်ထိအကုန်ပြည့်တအားကိုလူများတယ်အဲကျွန်တော်တို့ပြန်ထွက်လာတယ်တခြားဆိုင်မှာပဲစားမယ်ဆိုပြီးတော့ကလေးကတော့စားချင်လို့သူစောင့်တယ်ဒါပေမဲ့ကျွန်တော်တို့တနားရီထိစောင့်တာဒါကတော့တရုတ်ဟိုပါပေါ့ဒီဘုံကျောင်းပုံစံမျိုးပေါ့နော်ဘုံကျောင်းပုံစံမျိုးပေါ့သူတို့ကတော့ community တစ်ခုပေါ့နော်ဒီဖူကျန်နေ community တစ်ခုဒါဒီလမ်းပေါ့နော်ကျွန်တော်တို့ပြောအောင်လို့ဆိုရင်ကျုပ်တန်းမှာ community ဘုံကျောင်းကြီးရှိတယ်လို့မျိုးပေါ့ဒါကတော့ကျွန်တော်တို့အဲ့တခြားဆိုင်ကိုရွေးလိုက်တာပေါ့နော်နည်းနည်းလူရှင်းတဲ့ဆိုင်ဒါလည်းနာမည်ကြီးရလို့ပြောပါတယ်သူအင်တာနက်မှာတော့သူ star တွေရထားတာပေါ့နော်အဲ့ဒါနဲ့ယောက်ျားကပြောတယ်ဒီမြို့မှာတဲ့နာမည်ကြီးရစားပြအောင်စားရမယ်ဟာထမင်းစုပ်ပေါ့နော်ထမင်းလုံးပေါ့သူကထမင်းကိုဗာများလဲဆိုတော့ကြက်စီနဲ့သူကအချုံမုံနဲ့စားနဲ့လုံးထားတာကွာတဲ့ကြက်စီအဲ့လေကြက်စီနဲ့အဲ့ဒီအရာလေးကထမင်းလုံးထမင်းစုပ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စားကြည့်ရလုံးဝစားမကောင်းဘူးကိုပါဇက်နဲ့တော့မကိုက်ဘူးလုံးဝစားမကောင်းဘူးကလေးတွေလည်းမစားဘူးအဲ့တပတ်ကန်တော့အမျိုးသားလည်းစားလိုက်တယ်ကျမတို့ကကျန်တဲ့အသားတွေပဲစားကြတယ်ကျွန်မအမျိုးစမ်းကြည့်ပြီးသွားပြီဟိုအရည်တွေနဲ့ဒီဟင်းရည်တွေနဲ့တို့ပြီးတော့ကျွန်မစားကြည့်ပြီးလုံးဝမကြိုက်ဘူးဟိုကျွန်မပြောတာလေချိုးမယ်ဆိုလဲခြုံလဲမယ်ဆိုလဲအဲ့လိုလည်းမဟုတ်ဘူးဒီလားအဲ့တော့ဒါကတော့ဟိုပါဘောရီပဝဲကြော်ပေါ့နော်စူတုံးပြီးတော့ကျွန်မအုံးစင်းမှာလိုက်ပါတယ်ဒါကတော့အင်တာကိုတွိုင်းနေကျွန်တော်ဆက်စုရောပေါ့နော်အထဲထဲမှာသူအဲ့ဒီဆိုင်ကလေတော်တော်ကို traditional တွေတော်တော်များတယ်ကျွန်မထင်တယ်တော့ဒီဘယ်လိုပြောမယ်ဟိုခစ်ကဆိုလို့ရှိရင်လေတခင်ကြီးတို့ဘာလို့အဲ့လိုအိမ်မျိုးအထဲထဲမှာထိုင်ကုန်တွေကအဆရှိတယ်အဲ့လိုမျိုးဘရင်ထိုင်နဲ့ထိုင်ကုန်လိုမျိုးပဲအရင်တော့တခင်ကြီးတွေပေါ့နော်ထိုင်နဲ့ထိုင်ကုန်မျိုးတွေသူတို့ရဲ့အိမ်ဝန်းပေါ့နော်ဒါတော့ပြန်ထွက်လာတာပါနေရာရက်စရာနေရာမရှိလို့အကျဲအဝေးမှာတရက်ထားတာပါကလေးတွေနေတအားပူတော့ရှုံမဲ့ကျွန်မလည်းရှိပြီးရဲ့အတွက်ကျေးဇူးပါဘိုင်ဘိုင်